Okay အခုကျွန်တော်ဘာကိုပြပေးမှာလဲဆိုတော့Facebook မှာကိုယ့်ရဲ့ဒီမကြိုက်တဲ့ post ပေါ့နော်အဲ့ဒီ post ကိုဒါဖြတ်လိုက်တယ်ဆိုလို့ရှိရင် delete လုပ်လိုက်တယ်ပေါ့နော် delete လုပ်တာမဟုတ်ဒီမှာ remove to trash ပေါ့နော်အဲ့ဟာကိုလုပ်လိုက်တယ်ဆိုလို့ရှိရင်ဘယ်ရောက်သွားမလဲပေါ့နော် Okay ကျွန်တော် move to trash လုပ်ပြီးသားရှိရဗျာဆိုတော့အဲ့ဒါဘယ်ရောက်သွားမလဲဆိုတော့ကျွန်တော်ရှာပြမယ်နော်ဆိုတော့အဲ့ဒါဘယ်သွားရှာမလဲဆိုတော့ဒီ profile လေးကိုဝင်လာကို profile လေးကိုဝင်လာပြီးညာဘက်တောက်ဆိုဒီမှာအဲ့ဆက်30တဲ့နေလိုက်နေပြီးသွားလို့ရှိရင် activity log ထဲကိုဝင်လာပြီးဟိုအောက်ဆုံးဆွဲချလိုက်အဲ့ဒီမှာ trash ရှိတွေ့လားမိုင်ပုံးပေါ့ဗျာဆိုတော့အဲ့ဒီကနေဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ဖြတ်ထားတယ်တွေ့ရပြီပေါ့နော်ဖြတ်ထားတယ်တွေ့ရပြီဆိုတော့ဖြတ်လိုက်ပြီမယ်ဒီထဲကိုရောက်နေတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကမလိုတဲ့ဟာတွေထပ်ပြီးတော့ကျွန်တော်တို့ဖြတ်မယ်ဒါဆိုကိုဖြတ်ပြီးသွားပြီပဲဒီနော်ဖြတ်ပြီးသွားပြီဒါပေမဲ့ဆက်ရှိနေတာကျွန်တော်မချိုက်ဘူးဖြတ်မယ်ဘယ်တော့မှသူပြတ်လိမ့်မယ်တဲ့ဘယ်နဲ့ရဲကြာရင်ပြတ်မယ်လို့အဲ့လိုမျိုးဖြစ်မယ်နေတူတယ်ဒါပေမဲ့ဒီမှာလည်းရောက်နေတတ်တယ်မလိုတော့ဘူးလေဖြတ်မယ်အဲ့လိုပေါ့နော်အဲ့လိုလေးလိုက်ဖြတ်လာရင်ဒါဒီထဲမှာမရှိတော့ဘူးပေါ့နော်အကုန်လုံးကပြတ်ဆုံးသွားမယ်ဟေးဒါမရှိတော့နော် refresh လုပ်လိုက်ဘယ်တော့မှမရှိတော့ဘူးနော်နောက်တစ်ခုကဘာလဲဆိုတော့အခိုက်တိလာမေးဒီကောင်လေးအခိုက်လည်းအဲ့လိုပဲကျွန်တော်အခိုက်လုပ်လိုက်လို့ရှိရင်ဒီထဲမှာရောက်နေတယ်အဲ့တော့ဖြတ်ချင်လို့ရှိရင်ကျွန်တော်တို့ဖြတ်လိုက်မဖြတ်ချင်ဘူးဒီပို့ဒီအခိုက်ဒီပြတ်သွားတယ်အခိုက်လုပ်ထားတဲ့ဟာကို restore to profile နော် profile မှာပြန်တင်ချင်လေးရတယ်တင်ချင်လေးရဖြတ်ချင်ဖြတ်လိုက်ပေါ့နော်ဒီအခိုက်တွေရပါပေါ့နော်ပြီး track ထဲကိုရောက်သွားလိမ့်မယ်ဖြတ်လိုက်တယ်ဆိုလို့ရှိရင်မီးပြတ်သွားပြီဆိုတော့မရတော့ပြီးမှပဲဆက်တော့မရတော့ဘာမှမရတော့ okay